မြန်မာပြည်ကအဝတ်ထည်ဈေးကွက်မှာအရှုပ်ရှင်းကင်းကင်းနဲ့လက်တွေ့အသုံးချလို့ရမယ့်အထီးရောက်ဆုံးနဲ့အတိုးဆုံးနီလန်း3ခုကိုအခမဲ့ပြောပြပေးပါမယ်။နံပါတ်1ပွဲတက်အစုံလိုက်ရောင်းနေအင်ဂျီတစ်ထည်လေးကိုပုံအောပြီးရောင်းမဲ့အစားတွဲဖက်ဝတ်ဆင်ရမယ့်အရာတွေကိုပါတခါတည်းအစုံလိုက်တွဲရောင်းပါ။ဥပမာအင်ဂျီ2000လို့ရေးတင်မဲ့အစားဖျားသွားကြောင်းတက်ဝတ်ဖို့အင်ဂျီနဲ့လုံကြီးအယောင်ဆက်ပြီးသားတစုံ3000ခွဲလို့ရောင်းပါဖောက်တယ်ကဘာနဲ့တွဲဝေးရမလဲခေါင်းစားတက်တာသွားတယ်လို့ခမရအတွက်လည်းပစ္စည်းတစ်ခုလည်းရောင်းရမယ့်အစားနှစ်ခုပေါင်းပြီးရောင်းအားနှစ်ဆတက်သွားပါလိမ့်မယ်နံပါတ်2အကြောက်တရားကိုဖျောက်ပေးခြင်းမြန်မာပြည်မှာ online ကဝယ်ရင်လူတွေကြောက်ဆုံးကပုံနဲ့မတူမှာအသားမကောင်းမှာပါပဲဒီအချက်ကိုဖြေရှင်းပေးနိုင်ရင်ခမည်းစီကပဲဝယ်ပါလိမ့်မယ်ဥပမာပုံရဲ့အောက်ဆုံးမှာပစ္စည်းရောက်ရင်ပို့သမားကိုခဏဆောင်ခိုင်းပြီးဖောက်စစ်ကြည့်လို့ရပါတယ်ပုံနဲ့မတူရင်အသားမကြိုက်ရင်ပစ္စည်းပို့ကကိုယ်တိုင်ရှင်းပြီးချက်ချင်းပြန်ပေးလိုက်ပါလို့ရဲရဲဝံ့ဝံ့ရေးထားပါတကယ်တမ်းပြန်ပေးတဲ့သူအရန်နေပါတယ်ဒါပေမဲ့ဒီစာကြောင်းလေးပါသွားတာနဲ့ခမည်းရဲ့ဆိုင်ကိုယုံကြည်ပြီးအော်ဒါတင်တဲ့သူအရေးအတွက်ကတိတိတတ်တာကိုမြင့်တက်သွားပါလိမ့်မယ်နံပါတ်3 VIP Group အမာခံဖောက်တယ်များကိုထိန်းချုပ်ခြင်းစီးပွားရေးမှာရောင်းအားရဲ့80%ကအမာခံဖောက်သည့်20%စီကနေလာတာပါဖောက်သည့်အတစ်ရှာတာထက်ရှိပြီးသားသူတွေကိုထက်ခါရောင်းပါဥပမာခမားစီကနှစ်ခါနဲ့အထက်ဝယ်ဘူးတဲ့သူတွေကိုတီးတန့် VIP Viber Group တစ်ခုလုပ်ပြီးဖိတ်ခေါ်ပါပစ္စည်းအသစ်ဝင်တိုင်း Facebook နဲ့ TikTok ပေါ်မတင်ခင်အဲ့ဒီ group ထဲမှာအရင်ပြပြီး VIP တွေအတွက်တီးတန့် promotion လို့ပြောပြီးရောင်းပါဖောက်တယ်တွေကငါကအထူးဦးစားပေးခံရတယ်ဆိုတဲ့ခံစားချက်ကြောင့်ခမားစီကနေပဲအမြဲဝယ်တော့မဲ့အပြင်ပစ္စည်းတွေလည်းမြန်ပြတ်သွားပါလိမ့်မယ်ဒီ3ချက်ကလက်တွေ့မြေပြင်မှာတကယ်အလုပ်ဖြစ်တဲ့နည်းတွေကြီးပါပဲအားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာဒီထက်မကပိုပြီးတော့မိတ်ဆွေကစကားပြောကောင်းချင်တဲ့စီးပွားရေးနယ်ပယ်မှာပြောတတ်ဆိုတတ်သူတယောက်ဖြစ်ပြီးလူရေးလဲခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ Telegram Channel မှာစာဖတ်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာကွန်မန့်မှာလင်းချထားပေးပါတယ်အားလုံးတိုးတက်ကောင်းမွန်သောဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်